ပါဗျာကျွန်တော်တို့ဒီဗီဒီယိုကတော့တောင်ကိုရီးယားနိုင်ငံရဲ့ဒီလမ်းအခြေအနေနဲ့လမ်းမီးပွိုင်းရဲ့သဘောတရားကိုကျွန်တော်တို့ဒီဘုသူတ္တအနေနဲ့မှတ်တမ်းတင်ပြထားလာမယ်အဲ့တော့ပထမဆုံးအခြေခံတစ်ခုအနေနဲ့ပြောမယ်ဆိုရင်ဒီမီးပွိုင်းတစ်ခုမှာစိမ့်သွားရင်နောက်မီးပွိုင်းတွေလည်းအတော်များများကလိုက်ပြီးတော့စိမ့်နေပေါ့နော်ဆိုလိုသားကရင်ကြောမပိတ်ဆို့အောင်လို့သူတို့ကဒီလိုဒီဇိုင်းဆွဲပြီးတော့ဖန်တီးထားတာဖြစ်ပါတယ်ခုဆိုရင်မီးပွိုင်း2ပွိုင်းစိမ့်နေပြီပေါ့နော်အဲ့တော့ဒီပုံမှန်နှုံတော့မောင်းသွားရမှာပေါ့နော်သူ့ရဲ့တတ်မှတ်ထားတဲ့ပုံမှန်နှုံမောင်းသွားခဲ့မှဆိုရင်ဒီသူတို့ဒီဇိုင်းဆွဲထားတာအဲ့လိုဒီဇိုင်းဆွဲထားတာဗျမီးပွိုင်းတစ်ခုမှหนีသွားပြီဆိုရင်နောက်မီးပွိုင်းမှာလည်းဆက်မောင်းသွားရင်ဟိုဖြစ်အောင်လို့ပေါ့နော်ဒီ traffic မဖြစ်အောင်လို့ပြီးတော့ဒီလမ်းရဲ့ဟိုမှာလည်းဒီလမ်းညွန်မြင်းအမှတ်အသားတွေနဲ့သူတို့ကဒီဇိုင်းဆွဲထားတာပေါ့နော်ခုဆိုရင်ကြည့်ပါဟိုဒဲသွားမယ်ပြီးရင်ကားငယ်ကွေ့မယ်ပြီးရင်ညာဘက်ကြောဘက်ကိုကွေ့မယ်ဆိုတာလေပြီးတော့လမ်းဆုံးရင်လည်းပဲလမ်းဆုံးနဲ့မြာပြပေးထားပါတော့သူတို့ကဒီလမ်းရဲ့မျက်နှာပြင်မှာမြင်းချောင်းကြီးဆွဲပြီးတော့ဟိုအချက်ပြထားတော့နော်ရင်မောင်းရတာလွယ်ကူအောင်လို့ပြီးတော့နောက်ဒီအန်ဒီရှိတဲ့နေရာမျိုးတွေမှာဆိုရင်အရှိန်လျှော့ဖို့ရာအတွက်မဖြစ်မနေအရှိန်လျှော့လို့ရအောင်လို့သူတို့ဟိုကလုပ်ပေးထားနော်ကင်မရာတွေတက်ဆင်ပေးထားတယ်ခေါ်ခွင့်ဆိုရင်ဒါမီးပွိုင်း3ခုเนาะဒါအားလုံးစိတ်နာပေါ့နော်ကျွန်တော်သူဒီဇိုင်းဆွဲထားတဲ့နီးပါးကျွန်တော်မောင်းပေးနေရပါဗျဒီ80ပတ်ချလဲပေါ့နော်60ပတ်ချလဲမှာမောင်းပေးရတယ်အဲ့ထက်နှေးသွားခဲ့မယ်ဆိုရင်တော့ခုနကလိုဟိုဖြစ်သွားပြီပေါ့နော်ဒီလိုဒီဇိုင်းဆွဲထားတဲ့ထဲပေါင်းမဝင်တော့အတွက်နည်းနည်းအခက်ခဲပြန်ပြီးတော့မီးပွိုင်းမီးထက်ကိုဆိုရင်ဒါဒီလိုအကွက်ရဲ့အန်ဒီရှိရတဲ့အတွက်ရှေ့မှာ80တတ်မှတ်ပေးထားမှာနော်80တတ်မှတ်ထားတဲ့ကင်မရာထားပေးထားဆမ်မောင်းကြည့်ပါမနော်ဟိုရှေ့မီးပွိုင်းမှာလွတ်မလားမသိကျွန်တော်မောင်းကြည့်ဟုတ်ကဲ့ကင်မရာလွတ်သွားပြီပေါ့နော်ဟိုက record ကင်မရာလွတ်ပြီဆိုတော့ကျွန်တော်တို့မှာလည်းပဲအဲ့မှာမီးဝါသွားပြီပေါ့နော်မီးဝါမီးနေရှေ့မီးပွိုင်းမှာအဲ့တော့ဆန်းပြီးတော့အဲ့နာကြောင်းရင်ပြန်စိမ့်မလားဆိုတာအဲ့လိုတွက်ချက်ထားတဲ့ဒီဇိုင်းအတိုင်းမောင်းကြည့်ကျွန်တော်ခုလိုမီးပွိုင်းနေမှာဒီမတ်တွေထဲမှာလည်းပဲဖုံးမတ်တွေထဲမှာလည်းပဲကျွန်တော်တို့လမ်းညွန်ဆိုင်ပုတ်လေးပါပါတော့ဒီညာပွင့်မယ်ဟိုကဒဲသွားခြင်းနဲ့ဆိုရင်ဘယ်လမ်းကြောင်းယူညာပွင့်မယ်ဆိုရင်ဘယ်လမ်းကြောင်းယူပြီးကားငွယ်ကွေ့မယ်ဆိုရင်ဘယ်လမ်းကြောင်းယူလို့သူကလွယ်ကူအောင်ပြထားတာဖြစ်ပါတယ်ဒီတော့ခုလိုမျိုးအန်ဒီရှိတဲ့နေရာမျိုးမှာဆိုလည်းပဲဒီမှာပေါ့နော်အနီရောင်စေးတုပ်ပေးထားရနော်အနီရောင်ဒါဥစ္စာဆိုရင်ဒါနည်းနည်းအန်ဒီရှိတဲ့နေရာမျိုးတွေပေါ့အရှိန်လျှော့ဖို့ရအတွက်အသင်္ကေတတွေပေါ့နော်ဒီနားတွေမှာမကြာခဏရင်တိုင်းမှုဖြစ်တယ်ဆိုလို့ရှိရင်ရင်ကားချင်းအချင်းချင်းတိုက်မှုဖြစ်တယ်ဆိုရင်အန်ဒီရှိတဲ့နေရာတွေသတ်မှတ်ပြီးတော့တတိပေးထားပေါ့နော်ဆက်မောင်းကြည့်ပါတော့ဟိုရှိမှမီနေတယ်အော်ကျွန်တော်တို့စိမ့်မလားမစိမ့်မလားဆက်မောင်းကြည့်စိမ့်သွားပြီပေါ့နော်ဒါခုလိုမျိုးအဲ့လိုမျိုးဒီဇိုင်းဆွဲထားတာပေါ့နော်ပုံမှန်အရှိန်နှုံးနဲ့သာမောင်းသွားခဲ့မှဆိုရင်ဒါရင်သွားလာမှုနှုံးကဟိုမဖြစ်ဘူးနော်ပုံမှန်မောင်းသွားလို့ရတယ်ကိုကြည့်ကြည့်ပါဒါဒီ
နော်ခုနမီးပွိုင်းကစိမ့်ခဲ့တဲ့အတွက်ဒီနောက်မီးပွိုင်းမှလည်းစိမ့်သွားပြီးရင်ဟိုးရှိမီးပွိုင်းလည်းပဲကျွန်တော်တို့လွတ်သေးတယ်ပေါ့နော်စမ်းမောင်းပြီးတော့ရပါမယ်ကိုဆိုရင်ဒါဖုန်းလေးတွေကနေပဲလှမ်းကြည့်လို့ရပါတော့ဒီဖုန်းမှတ်တွေကနေရှေ့မှာကင်မရာရှိတယ်အလန်းလည်းမြည်တယ်ဟိုမှာပြီးတော့ဒီကိုကကားငွေကို꿰မှာလားဒါမှမဟုတ်ထဲပဲသွားမှာလားညာကျောကို꿰မှာလားဆိုတာလည်းပဲဒီမီးပွိုင်းရဲ့အချက်လက်တွေ data အချက်လက်တွေဖုန်းထဲမှာပြပေးတယ်ပေါ့နော်ဒီပါအဲ့တော့မီးပွိုင်းတိုင်းစိမ့်သွားတယ်ပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးဒီဇိုင်းတွေဆွဲထားပေါ့တောင်ကိုရီးယားနိုင်ငံရဲ့မီးပွိုင်း system အဲ့တော့ကားမောင်းရတာတော်တော်လေးတောက်တောက်တတ်တာရှိရပါတော့